အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့စာရေးဆရာဇေယျနဲ့ရမညာရေးသားခဲ့တဲ့အောင်မြတ်တာနဲ့တိုက်နွားနီးဆိုတဲ့ဇာတ်လမ်းကိုတင်ဆက်ပေးတော့ပါမယ်ဇာတ်လမ်းလေးမစမီကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးတော့ကြပါဦးခင်ဗျာကျွန်တော်ကတော့တင်ဆက်သူညံလင်းပါအိမ်တစ်ခုလုံးတိတ်ငနဲ့တုန်ခါသွားတာကြောင့်ကျော်မောင်တယောက်အိမ်နေရာကစက်ခနဲ့ထားထိုင်လိုက်တယ်ဘယ်ငမိုးသမားတွေအိမ်ကိုဝင်ဆောင်တာလည်းမသိဘူးစံခင်ထားစမ်းနိခမရအိမ်ဒီလောက်တုံသွားတာတော့မသိဘူးလားကာလနဂါသိလို့ဝင်စားသလားအောင်မရတယ်ကျော်မောင်ကအိယာဘေးကတမေးကိုယူပြီးအိမ်အောင်ကိုဆင်းလာခဲ့လိုက်တယ်ဘေဘီဝဲရကိုလိုက်ထိုးကြည့်တော့ဘာမှမတွေ့ရဘူးအိမ်တိုင်းကိုဝင်တိုက်ပြီးမှောက်နေမလားဆိုပြီးဘဘလဲလိုက်ကြည့်တော့လေဘယ်သူမှမရှိနေဘူးအဲ့ဒီအချိန်မှာပဲချူတန်တဲ့ကိုကြားလိုက်ရတယ်ချူတန်ကတဖြည်းဖြည်းနီးလာပြီးအမောင်လူတွေကနေပြေးဝင်လာတဲ့အရာတစ်ခုကိုတွေ့လိုက်ရတယ်ဆန်ရင်ပြေးတော့ဆိုပြီးကျော်မောင်တယောက်ဟောချိန်မရလိုက်ဘူးနိကလာတဲ့အရာကနေမရတဲ့စလုံးကိုဝင်ပြီးတိုက်သွားတော့တယ်ကျော်မောင်နဲ့ဆန်းခင်ဆုံးပြီးတဲ့ဘိုက်ကြီးပွင့်နေပြီဦးတွေကလည်းအထွေသားကြနေတာဘယ်သူတွေတက်သွားတာလည်းမသိဘူးရန်ညိုရှိတဲ့လူဆိုလို့လည်းမကြောက်ဘူးပါဘူးတရွာလုံးဟိုးလေးတချို့ဖြစ်ပြီးရွာနေချုပ်ဆက်ကလူတွေတော့လာကြည့်ကြတယ်အဲ့ဒီလိုဖြစ်ပြီး3လကြာမှအဲ့ဒီအိမ်ကိုအင်ရှင်အသစ်တွေရောက်လာခဲ့တယ်ဟဲ့မလာမေးနင်ကြပြီလားရွာထဲကိုလူသစ်တွေပြောင်းလာတယ်တဲ့အင်းလေပြောင်းလာတာများထူးဆန်းလို့ဟဲ့မဟုတ်ဘူးလေအခုပြောင်းလာတဲ့သူကအရင်ကျော်မောင်တို့အိမ်ကိုပြောင်းလာတာဟာအဲ့ဒီအိမ်မှာဘယ်သူမှမနေရတာသူတို့ကဘာလို့ဝယ်လိုက်တာလဲတကယ်တည်းငါလည်းပဲသိမလဲငါကတရင်ချလို့နင့်ကိုလာပြောပြတာဒါပဲလေတဲ့ဆင်းလိုက်အောင်ပဲဒီပါတော့ပြေတော့နော်ကိုကျော်မောင်ကြီးနဲ့တော့လိုက်လာနေအောင်ပဲကျော်မောင်တို့လည်းများဆုံးတော့သူတို့အိမ်ကိုပိတ်ပစ်ခဲ့တယ်ညဘက်ရောက်တိုင်းကျော်မောင်တို့လည်းများကအိမ်ပေါ်မှာငိုတော့ထိုင်နေကြတာတွေ့တဲ့သူကတွေ့ကြတယ်ကျော်မောင်တို့ဘာကြောင့်တည်တယ်ဆိုတာအခုထိမသိကြဘူးအသေးရောက်လာတဲ့မိသားစုက3ယောက်ပါတခြားရွာကနေပြောင်းလာကြပြီးကျော်မောင်တို့အိမ်ကိုရွာတကြီးကနေတဆင်ဝယ်လိုက်ကြတယ်နောက်တစ်ခုကသူတို့မိသားစုကနာနာဘဝတွေကိုအယုံကြည်မရှိတာပဲအိမ်ဝယ်ဖို့လာကြတဲ့ကမဝယ်ဖို့တတိပေးပေမဲ့ယုံကြည်မရှိဘူးတရေဆိုတာတကယ်မရှိဘူးဆိုပြီးစုပ်ကိုဝယ်တော့ကြတာအခုဆိုအိမ်တော်ပြောင်းလာနေကြပြီရွာသားတွေကတော့ဘယ်တော့ထွက်ပြေးရမလဲဆိုပြီးစိတ်ဝင်စားကြည့်နေကြတယ်3ရက်မြောက်နေ့ရောက်တော့အမလေးနွားချိုကြီးကအရှိကြီးပဲညတကောင်မှထားអော်တဲ့အတန်းကြောင့်လူတွေရုပ်ရုပ်သက်သက်ဖြစ်ကုန်ကြတယ်ဟာဒါအစ်စ်ပြောင်းလာတဲ့အိမ်ကလူတွေអော်တာပဲလာကြသွားကြည့်အောင်ဘာဖြစ်တာလဲမသိဘူးအင်းရှိရောက်တော့နွားနေကြီးကျုပ်ကိုလှည့်ဝေးနေတယ်ကြည့်ကြပါဦးဟိုမှာအမောင်တွေကကျုပ်ကိုကြည့်နေတယ်မျက်လုံးတွေကနီးရဲနေတာပဲကျုပ်ကိုလိုက်ဝေးနေတယ်ဘယ်မှာလဲဟာဘာမှမရှိပါဘူးစိတ်ထင်လို့ဖြစ်မှာပါမဟုတ်ဘူးဗျဟိုနောက်မှာထနောက်မင်းအောင်မှာကျုပ်ကိုကြည့်နေတယ်နာမဟုတ်ပြီးကျုပ်ကိုဝေးမလို့လုပ်နေတာသူ့ဘေးမှာဘိုင်ဟက်တက်ပွင့်နေတဲ့လူနှစ်ယောက်ရှိသေးတယ်စိတ်အေးထားပါကွာမိမနဲ့ကလေးကိုခေါ်သူတို့ဘယ်မှာလဲဦးလေးစိန်သူ့မိမနဲ့ကလေးကိုကျွန်မအိမ်ခေါ်ရတယ်ဘာငယ်ကပြောတယ်အေးခဏခေါ်လာလိုက်မင်းတို့ဘာလို့ဖြစ်လဲငါ့ကိုပြောပြညဘက်တွေဆိုနွားချူတန်တွေကြားရတယ်ပြီးရင်မိမနဲ့ယောက်ျားစကားပြောတဲ့အတန်ကြားရတယ်တခါတလေနွားနာမုတ်တန်ကြားရတယ်ပထမနေ့ကအိမ်နေရင်ငါတို့အိမ်မနေရင်
ငါတို့အဆိုးမဆိုးနဲ့ဆိုပြီးလာပြောတဲ့အတန်ကြားတယ်အစာကတော့စိတ်ဆွဲတဲ့ထင်နေတာနောက်တော့အိမ်ပေါ်ကိုတက်လာတဲ့ခြေသားပြကြရတယ်လူကိုတော့မတွေ့ရဘူးတအိမ်လုံးနေရနှက်ကိုရှောက်သွားနေတာဒီနေ့ညမှာအိမ်နေရင်အိမ်အောင်ကနေကျွန်တော်ကိုခေါ်တဲ့အတန်ကြားရတယ်ရွာထဲကလူတွေလာခေါ်တဲ့ထင်ပြီးဆင်းလာတော့ဘယ်သူမှမရှိဘူးအဲ့ဒီအချိန်ပဲအိမ်အနောက်ဘက်အမောင်ထဲကနွားနေကြီးတကောင်ကျွန်တော်စီပြေးလာတယ်ကျွန်တော်လှည့်အပြေးမှာခြေချော်ကြလို့ခွေတာမထိလိုက်ဘူးနွားကကျွန်တော်တရက်လောက်ရှိတယ်မျက်လုံးတွေကနေရဲနေတာပဲချိုကြီးတွေဆိုကားပြီးချုံမြနေတာထိမိလို့ကတော့ကျွန်တော်ပဲပွင့်လိုက်မယ်အေးမင်းတို့ကအရွာကလူပြောတာမှမယုံကြတာဒီအိမ်မှာအရှုပ်တစ်ခုခုရှိနေပုံရတယ်ဒီညတော့ရွာထဲကတိမ်အိမ်မှာအိတ်လိုက်ပေါ့မနေ့မှစီစဉ်ကြတာပေါ့နောက်နေ့ရောက်တော့အထုပ်ပိုးတွေဆွဲပြီးမနေရဲလို့ပြောင်းပြပါလိရောလူမနေတဲ့နောက်ပိုင်းဒီနေ့တခြားပို့ဆိုးလာတယ်ညဘက်တွေဆိုဘိုက်ထဲကနေဦးရလန်းကြပြီးလမ်းလျှောက်နေတဲ့ကျော်မောင်တို့လင်မယားကိုတွေ့ရသလိုအိမ်ပတ်လည်မှာရှောက်သွားနေတဲ့နွားကြီးကိုတွေ့ရတတ်တယ်ဘရိတ်ရောအမျှဝေပေမဲ့လည်းပြောင်းမသွားဘူးဘယောကဆရာတွေနဲ့ပြတော့လဲလာကြည့်တဲ့ဆရာမသမားပြန်ပြေးရတယ်နွားလိုက်လို့ပြေးရတာနဲ့ကျော်မောင်တို့လင်မယားကြောင့်ပြေးရတာနဲ့နောက်ဆုံးတော့အားလုံးလက်လျှော့ပြီးအိမ်ဝမ်းပတ်လည်ကိုချန်ခတ်ပြီးတော့မဝင်ရဆိုတဲ့ဆိုင်ပုတ်ကြီးချိတ်ထားလိုက်တော့တယ်ကလေးကအစလူကြီးအစုံညဘက်တွေဆိုအဲ့ဒီအိမ်အနာကိုကတ်တော့မကတ်ရဲကြဘူးချန်စီယိုနာမူယူနဲ့ရောက်သွားရင်တော့မှခြံဝင်းထဲကနေမျက်လုံးကြည့်ပြူကခါတော့ကြည့်နေတတ်တဲ့ကျော်မောင်တို့လက်များကိုတွေ့ရတတ်တယ်ဒီနေ့မှာတော့ရွာထဲကိုလူစိမ်းတစ်ယောက်ဝင်လာတယ်အသက်25နှစ်ကျော်လူငယ်တစ်ယောက်ပါတယောက်ကအယမင်းမြင့်အသားပြဖြူနာတာပေါ်နဲ့ရှည်ချနေတဲ့စပင်းတွေကိုထုံထားတော့နှထင်ဆက်နဲ့ကုတ်သားတွေမှာစပင်းရေးလေးတွေကဖြူတဲ့အသားရည်ပေါ်မှာထင်းနေတာကြည်လင်တဲ့မျက်နှာသွင်းနှမောင်တဲ့မျက်ခုံးတို့ကလူငယ်ရဲ့ဥပဒေရုပ်ကိုပေါ်လွင်စေတယ်နောက်တစ်ယောက်ကအသားညွညွအရက်မနှိမ့်မမြင့်နဲ့စပင်ပူကေပုံစံညှက်ထားပြီးပင်ဒီလွယ်အိတ်လုံးကိုတွေ့ထားလေတယ်ဦးလေးစိန်ကကြည့်နေတော့မှပဲအဲ့ဒီလူငယ်တစ်ယောက်ကအိမ်ဝိုင်းထဲကိုဝင်လာကြတယ်ဒီကမိတ်ဆွေတို့ကခီးသွားတယ်လားအဲ့ဒီအခါမှာလွယ်အိတ်လွယ်ထားတဲ့လူငယ်ကဒီရွာကိုပဲလာတာဖလမ်းမှာခဏနာရင်ဒီရွာမှာတရေချောက်တဲ့အိမ်ရှိတယ်လို့ပြောတဲ့ကြားလို့ဝင်လာခဲ့တာပါကျွန်တော်တို့ကဆေးလိုက်ကူနေတဲ့သူတွေပါအခုလိုကိုကြီးဖို့လာတော့လေကျေးဇူးတင်ပါတယ်လူလေးတွေရဲ့ဒါပေမဲ့ပြန်ကြပါတော့ဒီကိုလာတဲ့ဆရာတိုင်းပြန်ပြကြရတယ်အဘကစိတ်ပူလို့ပြောတာပါရပါတယ်အဘကျွန်တော်တို့လည်းအဲ့လိုပညာတွေလိုချင်လို့လက်ရှာနေတာပါအဘတို့ခွင့်ပြုရင်ဒီညအဲ့ဒီအိမ်ကိုသွားပြစီလွယ်အိမ်နဲ့လူငယ်ကရဲရဲတင်းတင်းပြောနေတာမြင်တော့ဦးလေးစိတ်နဲ့ခေါင်းပို့လိုက်တယ်အေးပေါ်လေးစမ်းကြည့်ချင်တယ်ဆိုတော့လည်းစမ်းကြည့်ပေါ့တတိတော်ထားကြနော်အခုတော့ခဏနားလိုက်ပါဦးညကြရင်အဘတို့လည်းလိုက်ပါမယ်အဲ့ဒီအချိန်မှာစပယ်ထောက်ထားတဲ့လူငယ်ကဦးလေးစိန်ကိုကျေးဇူးတင်ပါတယ်အဘလို့ဆိုပြီးတော့ပြောပြလိုက်တော့တယ်အချိန်ကတဖြည်းဖြည်းမောဆာပြလာပြီကျော်မောင်တို့အိမ်ဝိုင်းမနေမဝဲမှာတိုးဝေးပြီးကြည့်နေကြတယ်တတိကောင်းတဲ့လူငယ်တွေကတော့ခြံဝိုင်းရဲ့အနီးမှာကြည့်နေကြတယ်ဖဲကြဆရာလေးတို့လာနေပြီရွာသားတယောက်ရဲ့အော်တန်းကြောင့်လူတွေရုတ်ရုတ်သက်ပြေကုန်ကြတယ်လူငယ်တယောက်ကယောဂီဝတ်စုံကိုဝတ်ထားကြတယ်အဲ့ဒီနောက်မှာတော့လွယ်အိတ်လွယ်ထားတဲ့လူငယ်ကလူတွေအများများတယ်ပါဖြစ်နိုင်ရင်လူတွေကိုပြန်ခိုင်းစေချင်တယ်အဲ့ဒါတော့မဖြစ်နိုင်ဘူးထင်တယ်အဘလည်းမောင်းထုံးမရဘူးတာမျိုးဆိုစိတ်ဝင်စားကြတယ်လေအဲ့ဒီအခါမှာစတုံးတဲ့လူငယ်ကရပါတယ်အဘခဏနေရင်သူတို့ထွက်ပြေးကြမှာပါလို့ပြောပြီးအိမ်ဝိုင်းတွေကိုဝင်သွားလိုက်တယ်
အိမ်ဝိုင်းထဲရောက်တော့လွယ်အိတ်ထဲကစီစဉ်စကူအင်ဂျက်တစ်ချက်ကိုထုတ်ပြီးတော့ခြံဝမှာကတ်ထားလိုက်တယ်။အဘတို့ကခြံဝဲထဲကိုလုံးဝဲပါနဲ့အပြင်ကနေကြည့်နေပါအားလုံးမြင်အောင်ကျွန်တော်ပြပါမယ်ဆိုပြီးတော့လက်ညှိုးနဲ့ခြံဝဲပတ်လေးကိုစီတာလီတော့တယ်။အဘစိတ်ကြည့်နေရင်ခြံဝဲတစ်ခုလုံးမှာလင်းရောင်တွေဖြာထွက်လာတယ်။အဘစိတ်မြင်လိုက်ရတာကအိမ်အနောက်မှာရက်နေတဲ့နွားလေးကြီးကြည့်နေတဲ့လူတွေအားလုံးမြင်လိုက်ရတယ်။နဲ့တော့အကောင်ကြီးမဟုတ်တာကားထွက်နေတဲ့ကျုံတစ်ဘက်ပေါ်မှာရုတ်တရက်ပေါ်လာတဲ့ကျော်မောင်တို့လက်များကိုလည်းတွေ့လိုက်ရတယ်။ကျော်ပေါ်မှာပိုက်ပေါက်ပြီးတော့စိုက်နေတာအားလုံးကတွေ့ရတယ်။ပိုက်ဟောင်းလုံးတွေကဥတွေသွေးတွေကကျိုးကနေတစ်ဆင်းမြေပေါ်ကိုတောက်ကျနေတာတော်ရုံမကြောက်တတ်တဲ့ဦးလေးစိန်တော်ကြက်သေးတွေတစ်ပြက်ပြက်ထားလာနေတယ်။အဲ့ဒီအချိန်မှာပဲပိုက်ပေါက်ပြီးတော့ကျိုးမဆိုင်နေတဲ့ကျော်မောင်တို့နှစ်ယောက်ကတပြေးပြေးလှုပ်လာပြီးပုတ်ကနေမြေပေါ်ခေါချလိုက်တယ်။သွေးလူလူနဲ့ကြောက်ဝဲဖဲမျက်နှာထားတွေကကြည့်နေတဲ့လူအုပ်ကိုထွက်ပြေးအောင်လုပ်နေသလိုပါပဲ။ခုနကကြည့်နေတဲ့လူအုပ်ကအခုတော့နေငယ်သာကြံတော့တယ်။လူငယ်နှစ်ယောက်ကတော့ကြောက်လန့်စိတ်လုံးဝမရှိပဲနဲ့အေးစေးတည်ငြိမ်စွာဆက်ကြည့်နေတယ်။အဲ့ဒီအချိန်မှာပဲနွားနေကြီးကနာမုတ်ခွာရက်ပြီးလူငယ်နှစ်ယောက်ကိုဝေဖို့အရှိန်ယူနေတာဦးလေးစိန်တွေ့လိုက်တယ်။ဆရာလေးတို့သတိထားစကားတော့မဆုံးသေးပဲအရှိန်နဲ့ပြေးလာတဲ့နွားနေကြီးကလူငယ်နှစ်ယောက်ကိုချိုးနဲ့ဝင်ခွေတော့တယ်။ဦးလေးစိန်လည်းမျက်လုံးကိုလက်နဲ့အုပ်လိုက်ပြီးတယ်။လူငယ်လေးတွေဘာများဖြစ်မလဲဆိုတာသူမကြည့်ရဘူးလေ။အဲ့ဒီအချိန်မှာပဲတုံးကနေဆိုတဲ့တန်နဲ့တူနွားကြီးရဲ့အော်တန်ကြီးကကြက်ကြက်လောက်လောက်ထွက်ပေါ်လာတယ်။ဦးလေးစိန်ကြည့်လိုက်တော့မြေကြီးပေါ်လဲနေတဲ့နွားနေကြီးကိုတွေ့ရတယ်။ကြည့်နေတဲ့ရွာသားတွေကလည်းဟေးကနေအော်တန်ကိုကြားလိုက်ရတယ်။လဲကျသွားတဲ့နွားနေကြီးကကိုယ်လုံးထားပြီးထဝေးတော့တယ်။အနာတော့မရောက်သေးပဲတပုံပုံနဲ့ပြစ်လဲကြတာမြင်လိုက်ရတော့ဦးလေးစိန်လည်းအတော်တော့အံ့ဩသွားတယ်။ဒီလူငယ်လေးတွေကဒီလောက်စွမ်းနေပါလားဆိုပြီးချီကျူးလိုက်ပြီးတယ်။ဘာနေကြီးဝေးမရတဲ့အချိန်မှာပိုက်ဟောင်းလောင်းပွင့်နေတဲ့ကျော်မောင်တို့လင်များကလူငယ်နှစ်ယောက်စီကိုပြေးဝင်လာတယ်။ဒါပေမဲ့ဝါဒပြန်ရောက်မှလွယ်အိတ်လွယ်ထားတဲ့လူငယ်ကအင်တာနက်လှမ်းပစ်လိုက်တော့ကျော်မောင်တို့လင်များအဝေးကိုလွတ်ထွက်သွားတယ်။အဲဒီနောက်မှာတော့အင်ဂျက်တစ်ချက်ကိုထုတ်ပြီးနေပေါ်ပြစ်တင်လိုက်တယ်ဆိုတာနဲ့အဲ့ဒီအင်ချက်ကပိုက်ကုံလိုမျိုးရွှေရောင်လင်းနှန်းတွေကျလာပြီးနွားနေကြီးကိုရစ်ပတ်လိုက်တယ်။နွားနေကြီးလည်းတပြေးပြေးယုံရင်နဲ့တသေးလေးဖြစ်သွားပြီးတော့နောက်ဆုံးကောက်ယူနဲ့လှုပ်ထားတဲ့နွားရုပ်လေးဖြစ်သွားတယ်။လွတ်ထွက်သွားတဲ့ကျုံမုံတို့လေးများလည်းလုတ်ပြီးဆိုပြီးထားအောင်ရင်းနဲ့အိမ်ဝိုင်းအတွင်းမှာပတ်ပြနေတော့တယ်ခဏနေတော့လူငယ်နှစ်ယောက်ထံသူတို့ကိုဒီဘဝကလွတ်အောင်ကူညီပေးလို့ဆိုပြီးကျေးဇူးတင်ပါလေရောခဏနေတော့ရွာသားတွေဘက်ကိုဝိကြီးကလက်ပြရင်အမောင်လူတွေကိုတိုးဝင်သွားတော့တယ်လူငယ်နှစ်ယောက်အိမ်ဝိုင်းထက်ကထွက်တဲ့အချိန်လူလေးတို့ကျော်မောင်တို့လေးများကိုဘယ်သူကတတ်တာလဲအဲ့ဒီအခါဆန်တုံးတဲ့လူငယ်ကတကယ်တော့ခုနကအစီရင်နဲ့လှုပ်ထားတဲ့နွားရုပ်ကလေတွေမှာအဆောင်ချတဲ့အင်းရုပ်တရုပ်ပါပဲပါခုနကလင်မယားကလေခွေနဲ့ကကောက်လိုက်ပြီးတဲတာတော့ဒီရုပ်လေးကပါလာတာဒါကိုသူတို့ကမသိပဲအိမ်အနောက်ကစပကြီးထဲတာတော့ဒီရုပ်ကသူတို့ကိုပြတ်ထုတ်ကပြီးသွားတာဒီလိုအစီရင်တွေကအရန်ကြောက်ဖို့ကောင်းတယ်လဲဆောင်ထားတဲ့သဘောပါပဲပါသူရဲ့ထူးခြားချက်ကတင်မာကြည့်ဆိုပြီးနွားရုပ်လေးကိုပြပြီးနွားဘုံတရံစမဆလုံးတွေကဒီရုပ်ကိုအသက်သွင်းလိုက်တာသူအသက်ဝင်လာတာနဲ့သူပိုင်တဲ့ထဲရောက်လာတဲ့သူမှန်မြရံပြူတော့တာသူကိုစီရင်တဲ့ဆရာနဲ့ခွင့်ပြုတဲ့သူမှဝင်လို့ရတာနောက်တစ်ခုကသူပြူစားလို့သေးတဲ့သူတွေကိုလည်းပြန်ခိုင်းလို့ရအောင်ဒီနားမှာစမကွက်လေးကိုထားရထားတာပဲ
အဲ့ဒီလိုအစီအရင်တွေကိုဆရာသမားတွေကလိုက်ဖြစ်နေကြတယ်အခုလည်းအစီအရင်လောက်တဲ့သူတွေကိုလည်းပညာတွေပြန်သိမ်းနေပါပြီအဘတို့ရွာမှာဒီလိုအစီအရင်တက်တဲ့သူအရင်ကရှိခဲ့ဘူးတယ်သူ့နာမည်ကဦးနီတဲ့ဦးနီဟုတ်လားသိတာပေါ့သူကဆုံးသွားတာကြာပြီလေခုနကလင်မယားကသူ့လက်တွေကိုဝယ်လိုက်တာဟောတဘောပေါက်ပြီအရင်ကသူ့လက်တွေမှာသူကအဆောင်ချတာဒီလင်မယားကဝယ်လိုက်တော့ဒီအင်းရုပ်လေးကသူတို့စီပါလာပြီးဒုက္ခပေးတာပေါ့ဟုတ်တယ်ဗျဦးနီကသူမသိခင်အစီရင်တွေဖြစ်သွားခဲ့ပြီမဲ့ဒီအင်းရုပ်တရုတ်ကကြံနေခဲ့တာအခုတော့အားလုံးပြီးတော့ပါပြီကျိုးတို့လည်းခီးဆက်ရအောင်ပဲမနေ့မှဆက်ပါလားလူလေးတို့ညကတက်နေပြီအချိန်မရလို့ပါအဖသွားလိုက်ပါအောင်ပဲဆိုပြီးရွာပြင်ကိုထွက်သွားလေတော့တယ်လူလေးရဲ့နာမည်လေးပြောခဲ့ပါဦးယေရှုရှင်တွေရဲ့နာမည်ကိုမှတ်ထားခြင်းလို့ပါစတုံးနဲ့လူငယ်ကတော့လည်းကြည့်ပြီးကျွန်တော်နာမည်အောင်မြတ်တာလို့ခေါ်ပါတယ်ဗျအပူလေးစိတ်နဲ့အောင်မြတ်တာဆိုပြီးရေရွတ်နေရင်ကြည့်လိုက်တော့လူငယ်နှစ်ယောက်ကိုမတွေ့ရတော့ဘူးအဲဒီနောက်မှာတော့လူငယ်တွေထဲမှာလည်းပညာရွှေတွေရှိတာပဲကိုဆိုပြီးတို့လေးရေရွတ်လိုက်မိတယ်